ကောင်လေးတစ်ယောက်ကဦးတစ်လုံးကိုရှာတွေ့ခဲ့တယ်သူကအဲ့ဒီဦးကိုအားနဲ့ရိုက်ခွဲလိုက်တဲ့အခါနောက်တစ်စက္ကန့်မှာပဲကောင်းကင်ရံကငှက်တွေအားလုံးချက်ချင်းဆိုသလို AK ရဲ့တန့်သွားတာကိုတွေးလိုက်ရပြီးကောင်လေးလည်းအံ့အားသင့်ပြီးမြင်သက်သွားခဲ့တယ်သူတို့တွေမြို့ထဲကိုပြန်သွားတဲ့အခါမြို့သူမြို့သားတွေအားလုံးလည်းမလုံမရှက်ရက်တက်နေကြတာကိုတွေးလိုက်ရတယ်အဲ့ဒီဦးကွဲသွားတာကအချိန်ကိုရက်တက်ပစ်လိုက်တာဖြစ်ပြီးသူတို့၃ယောက်ထဲသာလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ကြတာပါဒါကြောင့်သူတို့ဟာစားတောက်ဆိုင်တစ်ဆိုင်ထဲကိုပြေးဝင်ပြီးကြိုက်တာမှန်သမျှစားတောက်ကြသလိုစတိုးဆိုင်တစ်ခုထဲကိုလည်းပြေးဝင်ပြီးအလကားလျှောက်ယူကြတော့တယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကမှန်ထဲမှာသူတို့ကိုသူတို့ပြန်မမြင်ရတာပါပဲအဲ့ဒီအချိန်ကစပြီးသူတို့အကြောင်းမသွားတော့ပဲစိတ်ကြက်လျှောက်လဲခဲ့ကြတယ်သူတို့ဟာကုန်တိုက်ကြီးတစ်ခုထဲမှာပြောင်းရွှေ့နေထိုင်ပြီးတနေ့ကုန်ရုပ်ပြစာအုပ်တွေဖတ်ရင်းအချိန်ကုန်ဆုံးခဲ့ကြတယ်တဖြည်းဖြည်းနဲ့သူတို့ပြင်းလာကြတယ်ဒါနဲ့လေတစည်းနဲ့ဒီနေရာကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပေမဲ့ပင်လယ်ရေတွေကလည်းအေးခဲရက်တက်နေတာကိုတွေးလိုက်ရပြန်တယ်တနေ့မှာတော့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်။ဝဒုတ်တုတ်ကောင်လေးကရင်ကျက်ယောဂါထဖောက်ပြီးအသက်ရှူဖို့ရုန်းကန်ခဲ့ရတယ်။ကျန်တဲ့နှစ်ယောက်သူ့စီကိုရောက်သွားတဲ့အချိန်မှာတော့သူကအသက်မရှူတော့ဘဲသူ့ရဲ့ခန္ဓာကိုယ်ကလေထဲမှာပေါ်နေခဲ့တယ်။ဒါကြောင့်သူတို့ဟာအဲ့ဒီကောင်လေးရဲ့ရုပ်လောင်းကိုသူ့အကြိုက်ဆုံးကစားကွင်းထဲမှာပဲမြုပ်နှံပေးခဲ့ကြတယ်။9နှစ်ကြာပြီးနောက်မှာတော့ကြံရှိနေတဲ့နှစ်ယောက်ဟာလူကြီးတွေဖြစ်လာခဲ့ကြပြီးသူတို့လည်းဒီလိုငြိမ်သက်နေတဲ့ကဘာကြီးနဲ့နေသားကြနေခဲ့ပါပြီ။တနေ့မှာတော့သူတို့ဟာအချိန်ပြန်လည်ပတ်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့အဲ့ဒီဦးကိုရိုက်ခွဲခဲ့တဲ့နေရာကိုပြန်သွားခဲ့ကြတယ်။ဒါပေမဲ့ဘာမှထူးခြားမလာပါဘူး။ကောင်လေးကစိတ်ပြတ်အားငယ်စွာနဲ့အော်ဟစ်ပြီးမြေပြင်ပေါ်လဲကျသွားချိန်မှာလမ်းမင်းကြီးကပြောင်းလဲသွားတာကိုသတိထားမိလိုက်တယ်။သူကစိတ်လှုပ်ရှားစွာနဲ့သူ့တငယ်ချင်းကိုသွားရှာတဲ့အခါမှာတော့အချိန်တွေဟာပုံမှန်တိုင်းပြန်လည်ပတ်နေပြီဆိုတာကိုတွေးလိုက်ရပါတော့တယ်။